ဘိုးရိုးမကတော့တာမန်လူတွေမဝင်ရဲအောင်နဲ့တဲ့တောကြီးတစ်ခုပါဒီနေရာကိုနာမည်ကြီးမုံဆိုကိုတန်းနိုင်တယောက်တည်းချစ်ဦးလှည့်ပြီးဝင်လာခဲ့တယ်တောအုပ်အလဲမှာသူကိုယ်တိုင်ဆောက်ထားတဲ့တစ်ပင်ပေါ်ကလင်းစင်စီတွားဖို့ပါပဲအဲ့ဒီနေရာကရွာထဲကတခြားမုံဆိုတွေအိမ်မက်ထဲမှာတော့မဝင်ရဲအောင်နဲ့တဲ့တောတွင်းနေရာတစ်ခုပါလန်တဲ့ရှောင်းမှာသူခံစားမိတယ်တစ်စုံတစ်ယောက်ကသူ့နောက်ကနေတိတ်တဆိတ်လိုက်နေတယ်လို့ပါ ဝါရင်မုတ်ဆိုးကြီးဖြစ်တဲ့ကိုတန်းနိုင်ကအခွင့်အရေးရတာနဲ့ချက်ချင်းတစ်ပင်တစ်ပင်ရဲ့အကွယ်မှာခတ်သွက်သွက်နဲ့ဝင်ပုန်းလိုက်ပါတယ်။ရောက်သွားတာလေမုတ်ဆိုးကြီးကရှောက်တာမြန်လိုက်တာကွာ။နောက်ကနေတိတ်တဆိတ်လိုက်လာတဲ့လူငယ်နှစ်ယောက်ဖြစ်တဲ့မုတ်ဆိုးငမိုးနဲ့ငဆိုးကစိတ်ပြက်လက်ပြက်နဲ့တယောက်ကိုတယောက်ပြောလိုက်ကြတယ်။ငါပြောခဲ့တယ်မဟုတ်ဘူးလားငဆိုးရသူ့ကိုတိချာကြည့်ထားပါလို့ မဆိုးငမိုးကစိတ်ဆိုးမှန်ဆိုးနဲ့ပြောရင်ဘေးပတ်ဝန်းကျင်မှာလိုက်ရှာနေတော့မှာပဲရုတ်တရက်အနောက်ကနေအတန်တန်ကိုကြားလိုက်ရပါတယ်ဟေ့ဘာလုပ်နေကြလဲငါနောက်ကိုဘာလို့လိုက်လာရလဲတန်ပိုင်ရှင်ကတော့မဆိုးကြီးတန်းနိုင်ပါသူကတနက်ကိုလက်ထဲမှာကင်ထားရင်ကျန်တဲ့လူနှစ်ယောက်ကိုခက်တီတီနဲ့လှမ်းမေးလိုက်တယ်စိတ်အေးထားပါဗျာဒေါသမထွက်ပါနဲ့မဆိုးကြီးရဲ့ကျုပ်တို့နှစ်ယောက်လည်းမဆိုးတွေပါပဲဝါရင်မဆိုးကြီးနဲ့တစ်ချိန်လောက်တောဝင်ကြည့်ကျင်လို့ပါလိုက်လို့ရမလားလို့ဒဲလာမေးရင်မဆိုးကြီးကလက်မခံပါဆိုလို့တိတ်တိတ်လေးလိုက်လာတာပါဗျာမဆိုးငမိုးကဖြေလိုက်ပါတယ်တန်းနိုင်လေလူနှစ်ယောက်ကိုတစ်ချက်ကြည့်ပြီးတနက်ကိုအောက်ချကမင်းတို့ကိုခေါ်မလာခြင်းဘူးကွဒီနေရာကမင်းတို့လိုလူသစ်တွေအတွက်အရန်အန္တရာယ်များတယ်အခုပြန်ကြတော့သူပြောလိုက်ပါတယ်ဟာဗျာမဆိုးကြီးကလည်းကျုပ်တို့ဒီလောက်အဝေးကြီးထိလိုက်လာပြီးမှပြန်ရအောင်မလားတစ်ခါလောက်ခေါ်သွားပါလားဗျာမဆိုးငဆိုးကတောင်းဆိုလိုက်ပါတယ်တန်းနိုင်လေခဏစဉ်းစားပြီးလိုက်ချင်ရင်ငါစကားကိုနားထောင်ရမယ်လို့ပြောလိုက်တော့နှစ်ယောက်သားချက်ချင်းခေါင်းရင်းပြလိုက်ကြတယ်အဲ့ဒီနောက်တန်းနိုင်ကရှေ့ကနေဦးဆောင်ပြီးသူတို့သုံးယောက်တော့အုပ်ထဲကိုပုံမနဲ့ဆိုင်စွာခရီးဆက်သွားကြပါတော့တယ်မနက်ကနေညနေဆောင်လောက်ထိရှောက်လာကြရင်သူတို့ရီမှန်းထားတဲ့လင်းစင်နာကိုရောက်လာခဲ့ပါပြီ။မဆိုးငဆိုးကငမိုးမင်းအရင်တက်နှစ်ကွာငါမျက်နှာတစ်ပြီးချက်ချင်းလိုက်လာခဲ့မယ်။ခဏအကြာမှာပဲနေရောင်ကမိုးကုတ်စော်ဝိုင်းပေါ်ကနေပျောက်ကွယ်သွားပြီးတော့အုပ်ထဲကိုအမောင်တူကြီးကစတင်လွှမ်းမိုးလာပါတော့တယ်။မဆိုးကြီးတန်းနိုင်ကလူသစ်နှစ်ယောက်ကိုတတိပေးလိုက်တယ်။ဒီနေရာမှာစကားပြောရင်နာမည်တက်မခေါ်နဲ့တိုးရဲကသစီတွေကြားသွားလိမ့်မယ်။ဘာကိုမှလည်းမထီးနဲ့တခုခုမြင်ရင်လည်းမသိတလို့နဲ့နေအရေးအကြီးဆုံးကတိုးရဲကမမြင်သင့်မမြင်အပ်တဲ့အရာတွေကိုမယုံမသေးတာမျိုးတွေလုံးဝမလုံးမိစေနဲ့ဒီလိုနဲ့ရုတ်တရက်ရှေ့မှာရှိတဲ့ခြုံပုတ်တွေလောက်ခါသွားတော့သုံးယောက်သာတနက်ကိုကင်ထားရင်အသင့်အနေထားပြင်လိုက်ကြတယ်ဒါပေမဲ့ခြုံထဲကထွက်လာတာကတောချစ်တကောင်ဖြစ်နေပြီးစားမြေကိုထိုးဖောက်စားရင်ပြန်ပြောက်သွားပါတယ်ဝတ်တော်မဟုတ်ဘူးကွာစိတ်မပူနဲ့တော့ကပေးမယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ငါတို့ရမှာပါတန်းနိုင်ကပြောလိုက်တယ်မဆိုးကြီးတန်းနိုင်ပြောတာကိုငမိုးနဲ့ငဆိုးနားမလည်ပေးမယ်လေဆက်ဆောင်နေလိုက်ကြပါတယ်ညတကောင်ရင်ထိရောက်လာတဲ့အခါမှာတော့ဟိတ်ငဆိုးမင်းဘာလုပ်နေတာလဲငမိုးကကြောက်လန့်တကြားနဲ့អော်လိုက်ပါတယ်ငဆိုးကစင်ပေါ်ကနေအောက်ကိုစီးသွားနေတာကိုမြင်လိုက်ရတာပါငါကဘလို့လုပ်ရတော့မှာတော့ငါမှသီးမခံနိုင်တော့တာကိုငဆိုးကပြန်ပြောလိုက်တယ်ငါမပြောဘူးလားတော့ကိုမယိုမသေးတဲ့အပြုတ်မှုတွေမလုံးနဲ့လို့တန်းနိုင်ကအတန်ကြကြနဲ့ဆူလိုက်ပါတယ်အဲ့ဒီချိန်မှာပဲလေအေးတစ်ချက်ကဝုန်းကနေတိုက်ခတ်လာပြီးလူသုံးယောက်လုံးတသိန်းတွေထလာသလိုခံစားလိုက်ရတယ်တခုခုမူမှန်တာပြစ်လာတော့မယ်မှန်တီးလိုက်ကြပါတယ်ငဆိုးရေဟေးငဆိုးအောက်ကနေအရှာရှာအတန်တကူကလှမ်းអော်လာတယ်သူတို့အောက်ကိုလှမ်းကြည့်လိုက်တော့သပင်ဖြူပွေးပွေးလက်နဲ့ခြေတွေကထူးဆန်းစွာရှည်လျားနေတဲ့အဖွားအိုတယောက်ကတော့ကျက်သေးကြီးကိုလက်ထဲမှာကင်ထားရင်ရက်နေပါတယ်။ဒါဇန်ဒီကိုလာခဲ့တန်းနိုင်တို့ကိုလက်ရက်ပြီးခေါ်နေတာပါ။ဟေ့ငါတို့လည်းမလာဘူးမင်းလည်းမလာခဲ့နဲ့တန်းနိုင်ကအော်ပြီးတနက်နဲ့လှမ်းချိန်လိုက်ပါတယ်။အဖွားအိုကသူတို့ကိုတစ်ချက်ကြည့်ရင်ကြောက်စရာကောင်းတဲ့အတန်ကျဲကြီးနဲ့တဟားဟားရည်ရင်တော့ချက်ကိုကိုက်စားပစ်လိုက်တဲ့မင်းအခုမသွားရင်ပစ်လိုက်မှာနော်
တန်းနိုင်ကထက်အော်ပြီးမျက်လုံးမိတ်ကဖျားစာတွေရွတ်လိုက်ပါတယ်ပြီးတော့တနက်နဲ့တစ်ချက်ပြစ်လိုက်တော့အဖွားအိုကလေးဘက်ထောက်ပြီးတော်ရဲကိုအပြေးပြောက်ွယ်သွားတယ်ခုနကဘာဖြစ်သွားတာလဲတော့တစေလာချောက်တာဟာတန်းနိုင်ကပြင်ပြေးလိုက်တယ်မုံဆိုးငဆိုးကကြောက်လုံးလို့လေဘင်းမှာဆွဲထားတဲ့အဆောင်ဆွဲကြိုးကိုလှမ်းယူလိုက်ပေမဲ့လေဘင်းမှာမရှိတော့မှသူတတိရသွားပါတယ်မျက်နှာတစ်တုံးကအိတ်ထဲထည့်ထားခဲ့ပြီးပြန်ဆွဲဖို့မိသွားတာပါဆွဲကြိုးငါအဆောင်ဆွဲကြိုးအိတ်ထဲမှာကျန်နေခဲ့ပြီသူအော်ပြီးအောက်ကိုလှမ်းကြည့်လိုက်တော့သူအိတ်ကအောက်မှာကျန်နေခဲ့တာကိုတွေးလိုက်ရပါတယ်ငဆိုးလေစင်မော်ကနေစင်ဖို့ပြင်လိုက်ပေမဲ့တန်းနိုင်ကလက်ကိုဆွဲဖမ်းလိုက်ပြီးအောက်ကိုဆင်းသွားရင်မင်းသိမ်မှာပဲငါဆင်းပြီးယူပေးမယ်ဒါပေမဲ့ငဆိုးကလက်ကိုခါချလိုက်ပြီးကျွန်တော်ကိုယ်တိုင်သွားယူမယ်လို့ပြောကစင်ပေါ်ကနေဆင်းသွားပါတယ်တန်းနိုင်ကဒေါသထွက်နေပေမဲ့လည်းဒီတိုင်းထားလိုက်လို့လည်းမဖြစ်တော့ငမိုးမင်းဒီမှာစောင့်နေငါငဆိုးနောက်ကိုလိုက်သွားမယ်သူအောက်ကိုချက်ချင်းဆင်းလိုက်သွားပါတယ်ဟေ့ငဆိုးဟေ့ကောင်ဟော်တန်ကြတော့ငဆိုးကတတိရလာပြီးနှလုံးဖွင့်ကြည့်လိုက်တယ်ဘေးမှာတန်းနိုင်ကထိုင်နေတာကိုတွေ့တော့ချက်ချင်းအိတ်ကိုဆွဲယူပြီးပြန်ထလိုက်ပါတယ်စင်ပေါ်တက်မယ်မြန်တက်သူတို့ပြောပြီးခြေတလဲနောက်မလန်းရသေးခင်မှာပဲအနောက်ကနေလက်တစ်ဖက်ကရုတ်တရက်ထွက်လာပြီးငဆိုးကိုဆွဲယူကအမောင်ထဲမှာပျောက်ကွယ်သွားပါတယ်တန်းနိုင်ကလည်းချက်ချင်းအော်တန်နောက်ကိုပြေးလိုက်သွားပြီးစင်ပေါ်ကမုံဆိုးငမိုးလည်းအောက်ကိုဆင်းပြေးလာကနောက်ကနေအပြေးလိုက်သွားရပါတယ်သူတို့ရောက်သွားတဲ့နေရာကတော့လူ10ယောက်လောက်ဖတ်နိုင်လောက်အောင်ကျသူတို့ရောက်သွားတဲ့နေရာကတော့လူ10ယောက်လောက်ဖတ်နိုင်လောက်အောင်ကြီးတဲ့တစ်ပင်ကြီးတစ်ပင်အဲ့ဒီနှစ်ချို့တစ်ပင်ကြီးကအခက်လက်တွေထူထပ်စွာချင်ချင်နေတော့ပတ်ဝန်းကျင်မှာပေါင်မဲနေပါတယ်မုံဆိုးငမိုးကတစ်ပင်အောက်မှာသတိမနေတဲ့ငဆိုးကိုတွေ့တော့ငဆိုးပြအောင်ထဆန်းလို့အော်နိုးလိုက်ပါတယ်ပတ်ဝန်းကျင်မှာလည်းခြေတံတွေကိုထူးဆန်းစွာကြားလာရပါတယ်ကိုတန်းနိုင်တဲ့တနက်ကိုကင်ထားရင်အမောင်တဲကိုသတိနဲ့စူးစိုက်ကြည့်နေတဲ့ရုတ်တရက်သစ်ပင်တွေရဲ့အရေးထဲကနေလူပုံစံတွေထွက်လာပါတယ်။အရေးပြားတွေကဖြူဘက်ဖြူရောကြောက်စရာကောင်းတဲ့ပုံစံကြီးတွေနဲ့တစ်ကောင်ကနေနှစ်ကောင်ကနေအများကြီးဖြစ်လာပြီးတချို့ဆိုရင်သစ်ပင်ပေါ်ကနေဗကိုးဆွဲပြီးကြည့်နေတာကိုကတွေးလိုက်ရတယ်။တန်းနိုင်ကတနက်နဲ့လှမ်းပစ်လိုက်ပေမဲ့သူတို့က80တိုးလာပြီးမကြောင်မရွံ့နဲ့ဝိုင်းထားကြပါတယ်။ကိုတန်းနိုင်လည်းအိတ်ထဲကပစ္စည်းတစ်ခုကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့ဂါရာတွေယူပြီးလေထဲကိုပြစ်တင်လိုက်တော့နွားကြီးတစ်ကောင်ထွက်လာပြီးမုတ်တိုးတွေကိုဝင်တိုက်သွားတယ်။မင်းတို့တနက်တွေအသင့်ပြင်ထားမင်းတို့တက်သမျှဘာဂါရာတွေရှိလဲအကုန်ရွတ်ကွာတန်းနိုင်ကအော်လိုက်ပါတယ်။မုတ်ဆိုးငမိုးနဲ့ငဆိုးလေခေါင်းကြီးပြပြီးတနက်တွေကိုထောင်ကသူတို့မှတ်မိသလောက်ဂါရာတွေကိုယူရင်းပြစ်ခတ်လိုက်ကြပါတယ်။တနက်တန်တွေကတောထဲမှာပဲတင်တက်ထက်သွားပြီးနတ်ဆိုးတွေတစ်ကောင်မိတစ်ကောင်လဲကျသွားပါတယ်။ဒါပေမဲ့တချို့ကလဲကျပြီးပြန်ထလာကထပ်တိုးလာကြပြန်တယ်။အဲ့ဒီအချိန်မှာပဲကံကောင်းထောက်မစွာနဲ့နေရောင်ကမိုးကုတ်စဝိုင်းကနေတစားပေါ်ထွက်လာပြီးတောထဲကိုအလင်းရောင်တွေကျက်လိုက်ပါတော့တယ်။နတ်ဆိုးတွေလည်းနေအလင်းရောင်ကိုကြောက်တာကြောင့်တစ်ကောင်မိတစ်ကောင်ပျောက်ကွယ်သွားကြတာပေါ့။မုံဆိုးငမိုးနဲ့ငဆိုးတို့ကတော့အသက်ရှင်လျက်ကျန်ခဲ့တာကြောင့်ဝမ်းသာအားရနဲ့ငိုလိုက်ကြပါတော့တယ်။ကိုတန်းနိုင်ကတော့တစ်ပင်ကြီးကိုမိုးကြည့်ရင်တောရဲ့စီးကွမ်းတွေကိုဖောက်လိုက်ရင်တောဆောင်နှက်ကကာကွယ်မပေးနိုင်တော့ဘူး။ဒါကြောင့်ဒီသစေတွေကငါတို့ကိုလာနောက်ဆက်နိုင်တာ။သွားကြတော့နောက်ဆိုဘသူ့ကိုမှဒီတော့ရဲခေါ်မလာတော့ဘူးလို့သက်ပြောပြီးတန်းနိုင်ကရှိကနေဥဆောင်ကအိမ်ကိုပြန်သွားပါတော့တယ်ဒီလိုနဲ့မုတ်ဆိုးကြီးတန်းနိုင်ရဲ့တော်ရဲကလင်းစင်ပေါ်မှာအမဲလိုက်မဲ့အကြံစီလေးလည်းပျက်စီးသွားပါတော့တယ်